လဒါကိုကြည့်တယ်ဒါကိုကြည့်လိုက်တော့မြင်တယ်ဟုတ်တယ်တသိန်းတော့ရှိနေပြီဒီပတ်ကျွန်းကြီးလေးကျွန်းရှိတဲ့အထဲမှာတောင်ကျွန်းစဘူဒီပတ်ဘုရားအစုစုပွင့်တော်မူသွားတာအရှိကျွန်းမှာပွင့်သလားအနောက်ကျွန်းမှာပွင့်သလားမြောက်ကျွန်းမှာပွင့်သလားဆိုတော့အရှိကျွန်းနဲ့အနောက်ကျွန်းနဲ့မြောက်ကျွန်းမှာမပွင့်မဲနဲ့ရှင်းရှင်းကဘုရားတို့ဒီပွင့်တော်မူသွားတာတောင်ကျွန်းမှာပဲပွင့်တယ်ဘာမှပဲပွင့်တယ်လေသဗုဒီပသဗုတရေပင်ဤပေါက်တဲ့ကျွန်းမို့လို့သဗုရိတ်ကျွန်းလို့ခေါ်တာဘုန်းကြီးတို့နေတာအဲ့ဒါတောင်ကျွန်းပဲအဲ့ဒါတောင်ကျွန်းကိုလည်းနှမ်းကြည့်ရတယ်နောက်တက်ကဒေသတောင်ကျွန်းတော့မှန်တယ်တောင်ကျွန်းရဲ့အလယ်ဘကိုတည့်တဲ့ဟာတရားလေမြစ်စီမဒေသဆိုတော့မြစ်စီမဒေသဆိုတော့ဘုန်းကြီးတို့ဘုရားပွင့်တော်မူသွားတဲ့အိန္ဒိယနိုင်ငံဗုဒ္ဓဂယာအဲ့ဒါဒီတောင်ကျွန်းကြီးရဲ့အလယ်ကောင်တည့်တဲ့အရာလေးတဲ့တရားလို့ဘုရားတိုင်းဒီအဲ့ဒီအိန္ဒိယမှာပဲပွင့်ကြရတယ်မြစ်စီမဒေသလို့ခေါ်တယ်မြစ်စီမဆိုတာကလည်းတောင်ကျွန်းကြီးရဲ့အလယ်ဘ